ကိုကလေးတွေကိုအခုထပ်ပို့ပြီးတော့မြင့်မားတဲ့နေရာမှာထားခြင်းနဲ့ကိုခင်မွန်းတဲ့ရဲ့ပေမန်းမှုကိုလည်းတဝက်လောက်ရှော့ချစီခြင်းတာဖြစ်တဲ့အတွက်ဝင်ငွေတစ်ဖက်တစ်လမ်းရှာခြင်းနဲ့အဲ့လိုလူမျိုးတွေဆိုရင်တော့ဒီဗီဒီယိုဆုံးအောင်ဆက်ကြည့်သွားလိုက်ပါမင်္ဂလာပါ coach ဝင်မှာဖြစ်ပါတယ်ဆိုတော့ကျမတို့တွေကအရင်းနှီးတွေအများကြီးရှိမှပတ်စံတွေအများကြီးရှိမှကျမတို့စီးပွားရေးလုပ်လို့ရမှာလားတွေးတတ်ကြတယ်တကယ်တော့အဲ့ဒါကမှားနေပါတယ်အဲ့တော့အင်ရှင်မတယောက်ငါမှအရင်းအနှီးမရှိဘူးငါဘယ်လိုလုပ်ရမလဲမသိဘူးဒါဆိုလို့ရှိရင်အင်ရှင်မတယောက်ဖြစ်တယ်အင်ရှင်မတယောက်အနေနဲ့မိတ်ဆွေမှာပါကျွမ်းကျင်တာရှိတယ်ဥပမာဆိုပါစို့ကိုသားသမီးလေးတွေအတွက်ကိုကအကွက်အိမ်မှာဆက်ချုပ်တဲ့ဆက်ကလေးတစ်လုံးလောက်ရှိတယ်သူတို့လေးတွေအဝတ်အစားလေးတွေကိုကိုကချုပ်ပေးနေတာလားအဲ့ဒါနဲ့စတင်လို့လည်းရတယ်ကိုကဟင်းကောင်းကောင်းလေးချက်တတ်တယ်အရသာကောင်းမွန်တဲ့ဟင်းလေးတွေကိုချက်တတ်တယ်အဲ့ဒီကနေစတင်လို့ရပါတယ်တော်ရီမို့ကိုသားသမီးလေးတွေကိုကိုကပြန်ပြီးတော့စာတင်ပြတယ်စာရီပြန်တင်ပြတယ်ကိုသားသမီးလေးတွေကိုထိန်းချောင်းတဲ့နေရာမှာကိုကတကယ်ကိုဂျန်နဲ့လက်နဲ့ပြောပြတတ်တဲ့မိခင်တယောက်လားအဲ့ဒီကနေလည်းစတင်လို့ရပါတယ်အဲ့တော့ပြောချင်တာတခုကမိတ်ဆွေအိမ်တွင်းမှာအောင်းနေပြီးတော့မိတ်ဆွေဒီအည်ချင်းမရှိတဲ့လူအည်သွေးမရှိတဲ့လူတယောက်လုံးဝမဟုတ်ပါဘူးအည်ချင်းအည်သွေးတွေအများကြီးပါထောက်မပြသေးလို့ပါအဲ့တော့ကိုစီမှာဘာတိလဲဘာရှိလဲကိုဘာလေးကိုလှုပ်တတ်တာရှိလဲအဲ့ဒီအရာကနေစတင်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဒီဗီဒီယိုကနေပြောချင်ပါတယ်ဆိုတော့ဟုတ်ပြီအဲ့ဒါတွေတော့ရှိပြီစတင်မယ်ဘယ်လိုစတင်ရမလဲဆိုတာသိချင်ကြမယ်လို့ထင်တယ်နောက်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြပေးပါမယ်သိချင်တယ်ဆိုလို့ရှိရင်ကျွန်မရဲ့အကောင့်ကို like and follow လုပ်ထားလို့ရပါတယ်စစ်မှန်တဲ့ရလက်ကောင်းတွေပိုင်ဆိုင်နိုင်ကြပါစေ